Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟီမာငါးကောင်းတုံရဟီလေးချက်စားပြလို့လုံနီးလေးကိုလာပြီးမျှဝေပေးရဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့စေးကြောထားတဲ့ဒီငါးကောင်းတွေကိုပေါ့နော်ဟီမာအရသာမုံနဲ့နေပြီးတော့ပြုတ်လိုက်ပါတယ်ရှင်ငါးကောင်းပြုတ်ထားတဲ့တဲကထွက်လာတဲ့အမြုပ်တွေကိုတော့ဟီမာဖယ်ထုတ်လိုက်ပါတယ်ရှင်ပြီးတော့ငါးပြုတ်ထားတဲ့တဲကိုဇပလင်လေး၃ချောင်းလှီးထားတာလေးကိုထည့်ပါမယ်ပြီးတော့ဂျင်းအနှင်းငယ်ထည့်ပါတယ်ရှင်ထပ်ပြီးတော့မုံလာဦးနီအနေငယ်လေးလည်းပပလှီးတာလေးထည့်လိုက်ပါတယ်ရှင်အသီးရွက်ကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ဒီမှာတော့အိမ်မှာရှိတဲ့အသီးရွက်ကိုသုံးထားပါရှင်ပြီးတော့တုံရန်အနှစ်ကိုတော့ထမင်းစားစွန်း2စွန်းစာလောက်ထည့်ပါတယ်ပြီးအပေါ်ကနေကြားစဲလေးထည့်ပါတယ်ရှင်အရသာတော့ငမ်းမြကြီးလေးအနေငယ်ထည့်ပါတယ်ပြီးတော့မှုကြိုက်ရင်မှုထည့်လို့ရပါတယ်ရှင်ပြီးတော့ခင်းညင်ဒီကိုအတုံးကြီးတုံးထားတာလေးထည့်ပါတယ်ရှောက်ရက်လေးလည်းမှုတော့အောင်လို့ထည့်လိုက်ပါတယ်ရှင်ပြီးတော့အဆက်အနေနဲ့ကငရုတ်သီး6တောင်လေးထည့်ပါတယ်ငရုတ်သီးစိမ့်ထည့်လဲရပါတယ်ရှင်ပြီးတော့ပေါ်ကနေပြီးတော့ဟီမာတရုတ်နန်နန်လေးအုပ်လိုက်ရင်ပေါ်ဝက်ဆူလာပြီဆိုရင်တော့ဟင်းလေးရပြီပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်တော့ချင်းဆက်ဆက်နဲ့ငါးကောင်းတုံရန်ဟင်းလေးရတော့ပြီပဲဖြစ်ပါတယ်ဒီငါးကောင်းတုံရန်ဟင်းနေရာမှာဒီငါးနေရာမှာပေါ့နော်ငါးမတုံးမဲနဲ့ပစုံတို့ဘာတော့တုံးချင်လဲရပါတယ်ရှင်ဒါဟီမာတော့ငါးကောင်းလေးရှိရနဲ့တုံရန်နှစ်လေးလေးရှိရနဲ့အလွယ်ချက်လိုက်တာပဲဖြစ်ပါတယ်အားလုံးပဲလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်